ဘင်္ဂလားဒေ့ရှ်နိုင်ငံကော့ဘဇာရှိဒုက္ခသည်စခန်းတွေကဒုက္ခသည်အတွက်တင်ချိုင်းမြေနေရာတွေလိုအပ်နေပါတယ်။အဲ့ဒီဒုက္ခသည်စခန်းတွေမှာလူဦးရေများပြားလာသလိုတည်ဆုံးသူတွေရှိနေရမို့မြေမြုပ်ဖို့အတွက်တင်ချိုင်းမြေနေရာတွေမရှိတော့ဘူးလို့ဒုက္ခသည်တွေကဆိုကြပါတယ်။အဲဒါကြောင့်နောက်ထပ်တင်ချိုင်းမြေနေရာတွေလိုအပ်နေရမို့ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့နိုင်ငံတကာအတိုင်းအဝန်းကကူညီပေးကြဖို့ဒုက္ခသည်တွေကတောင်းဆိုနေကြပါတယ်။အဲ့ဒီဒုက္ခသည်တွေက2010ခုနှစ်ကမြန်မာစစ်တပ်ရဲ့မြေမြေချင်းလင်းစစ်စင်ရေးကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးလာခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီမောင်တော်ဒေသမှာ2010ခုနှစ်ဩဂုတ်လ25ရက်နေ့မှ2018ခုနှစ်မတ်လထိကြီးရော်ပေါင်း364ရောမိန်ရှုခံခဲ့ရပြီးလူပေါင်း6သိန်း7တောင်းကျော်အိုးအိမ်စွန့်ခေါ်ထွက်ပြေးခဲ့ကြရတယ်လို့လူခွင့်စောင့်ကြည့်ရေးအဖွဲ့က2018ခုနှစ်မတ်လ12ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့ဒုက္ခတွေထပ်တိုးလာတာမို့လက်ရှိမှာဒုက္ခတွေတန်းကျော်ထိရှိနေပြီလို့နိုင်ငံတကာအတိုင်းအဝန်းကဆိုကြပါတယ်။